ကျွန်တော်တို့ဒီနေ့က register အကြောင်းလေးပြောမယ်နော် register အကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာ register ဆိုတာကပါလဲ register တွေကဘယ်လိုအလုပ်လုပ်တာလဲနော်ပြီးတော့ register အမျိုးအစားကဘာတွေရှိမလဲပြီးတော့ register ရဲ့တန်ဖိုးတွေကိုကျွန်တော်တို့ဘယ်လိုဖတ်မလဲနော်ပြီးတော့ register ရဲ့အတွင်းပိုင်းတိစောက်ပုံအကြောင်းနော်ပြီးတော့ကျွန်တော်တို့က mobile သမားတွေဆိုတော့နော် mobile phone ထဲမှာပေါဝင်တဲ့ mobile phone ထဲမှာအဓိကအသုံးပြုထားတဲ့ register တွေရဲ့အကြောင်းကိုကျွန်တော်ပြောပြသွားမယ်နော်ပြောမယ်ဆိုလို့ရှိရင်တော့ register အကြောင်းကများတယ်အများကြီးပဲနော်ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့ရ capacity အကြောင်းမှာပြောခဲ့သလိုပဲပြောမယ်ဆိုရင်တော့ကိုယ်နိုင်မှာမဟုတ်တော့ဘူးဒါပေမဲ့ကျွန်တော်တို့ကအရေးကြီးတဲ့เนาะမဖြစ်မနေသိထားတဲ့အကြောင်းအရာလေးတွေအရေးကြီးတဲ့အကြောင်းအရာလေးတွေပဲရွေးပြီးတော့เนาะကျွန်တော်ပြောပေးသွားမယ်เนาะပထမဆုံးအနေနဲ့ကျွန်တော် register ဆိုတာပါလဲเนาะ register ဆိုတာကလျှက်စီးပတ်လမ်းတစ်ခုအတွင်းမှာစီးဆင်းနေတဲ့လျှက်စီးကြောင်းเนาะလျှက်စီးကြောင်းဆိုတာက current เนาะ current ကိုခုခံပေးတာเนาะခုခံပေးတယ်ဆိုလိုတာကတော့လျှက်စီးပတ်လမ်းထဲမှာစီးဆင်းနေတဲ့လျှက်စီးကြောင်းကိုထိန်းချုပ်ပေးတာပေါ့နော်ထိန်းချုပ်ပေးတာခုခံပေးတာခုခံပြီးတော့သူကလျှက်စီးကြောင်းကို short ချပေးတာပေါ့ဒါကတော့ register တွေရဲ့เนาะပင်မအလုပ်ပေါ့เนาะ register ရဲ့အဓိကအလုပ်ပဲเนาะ register တွေကိုကျွန်တော်တို့အသုံးပြုရခြင်းရည်ရွယ်ချက်ကဒါပဲသူကအဓိကကျွန်တော်တို့ current ကို short ကျင်တာเนาะ current ကိုခုခံကျင်တာအဲ့တော့ current ကိုကျွန်တော်တို့ဘယ်လိုခုခံမလဲဆိုလို့ရှိရင် register ရဲ့တန်ဖိုးလိုက် current ကိုခုခံတယ်เนาะ register ရဲ့တန်ဖိုးเนาะ register ရဲ့တန်ဖိုးတော့ကျွန်တော်တို့ကခုခံမှုတန်ဖိုးကိုတော့ ohm ဆိုတဲ့ unit နဲ့ပြမယ်ပေါ့เนาะ register တစ်လုံးကဘယ်လောက်ခုခံနိုင်မလဲဆိုတာသူ့ရဲ့ခုခံနိုင်စွမ်းက register ရဲ့တန်ဖိုးပဲเนาะဥပမာဆိုလို့ရှိရင်ကျွန်တော်တို့0 ohm register ရှိမယ်เนาะ 1k ohm ရှိမယ်ပြီးတော့ 10k ohm ရှိမယ် 100k ohm ရှိမယ်ဥပမာပြောတာပေါ့เนาะအဲ့လိုမျိုး0 ohm ဆိုလို့ရှိရင်ဒါခုခံမှုကမရှိသလောက်ပဲเนาะဘာလို့သူ့မှာခုခံမှုက0ပေါ့เนาะခုခံမှုမရှိသလောက်ပဲပေါ့ပြီးတော့ကျွန်တော် 10k ohm ဆိုလို့ရှိရင်သူက 10k လောက်ခုခံမှာပေါ့เนาะ 100k ဆိုရင် 100k လောက်ခုခံမှာပေါ့เนาะအဲ့တော့သူ့ရဲ့တန်ဖိုးမြင့်လေသူ့ရဲ့ခုခံနိုင်စွမ်းကပို့ပြီးတော့မြင့်လေပဲเนาะအဲ့တော့ register တစ်လုံးရဲ့တန်ဖိုးဆိုတာသူ့ရဲ့ခုခံနိုင်စွမ်းကသူ့ရဲ့တန်ဖိုးပဲเนาะအဲ့တော့ကျွန်တော် register ရဲ့အခြေခံအလုပ်ပုံလေးကိုကျွန်တော်နည်းနည်းရှင်းပြပေးမယ်เนาะ register ရဲ့သူ့ရဲ့အဓိကလုပ်ဆောင်ချက်ကလျှက်စီးကြောင်းကို short ချပေးဖို့ပုံစံနမူနာအနေနဲ့ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရေပိုက်เนาะရေပိုက်တစ်ခုတည်းရေစီးဆင်းလာတယ်ရေပိုက်ထဲမှာကျွန်တော်တို့အမိုက်တွေခန်းနေတယ်เนาะရေစီးဆင်းမှုလျော့သွားတယ်เนาะအမိုက်ခန္ဓာနဲ့ရေစီးဆင်းမှုကပို့ပြီးတော့များလာမယ်အမိုက်ခန္ဓာများလာလို့ရှိရင်ရေစီးဆင်းမှုကပို့ပြီးတော့နည်းသွားမယ်เนาะအဲ့လိုမျိုးပဲကျွန်တော်တို့လျှက်စီးပတ်လမ်းတစ်ခုပေါ်မှာကျွန်တော် register ကိုတစ်လုံးကိုခံထားတယ်သူ့ရဲ့ခုခံမှုကများလေသူကလျှက်စီးကြောင်းကို short ချတာပို့ပြီးတော့များလေပဲသူ့ရဲ့ခုခံမှုတန်ဖိုးနည်းလို့ရှိရင်သူကဒီလျှက်စီးကြောင်းကိုသူ short ချတာနည်းလေပဲပေါ့เนาะကျွန်တော် register ရဲ့တန်ဖိုးကိုတော့ကျွန်တော် ohm ဆိုတဲ့ unit နဲ့ပေါ်ပြတယ်เนาะကျွန်တော်ဒီမှာ ohm ဆိုတဲ့ unit ကလေးကိုကျွန်တော်နမူနာပုံစံလေးပြထားတယ်เนาะအဲ့တော့ကျွန်တော် register ရဲ့အလုပ်လုပ်တာကသူကခုခံတာเนาะခုခံတယ်ဆိုတာ resistance เนาะခုခံမှုပေါ့เนาะအဲ့တော့ဒီပတ်လမ်းတစ်ခုပေါ်မှာရှိတဲ့ resistor တစ်လုံးကဘယ်လောက်ခုခံနိုင်လဲဆိုတာကိုကျွန်တော်တို့ resistance ကိုတွက်ချင်တယ်ဆိုလို့ရှိရင် ohm law เนาะ ohm law ရှိတယ် ohm law ဆိုတာက V equal to IR เนาะ V equal to IR V ဆိုတာက voltage I ဆိုတာက current R ဆိုတာကเนาะကျွန်တော်တို့အခုပြောနေတဲ့ resistance เนาะ ohm law မှာဆိုလို့ရှိရင် V equal to IR เนาะ volt လိုချင်လို့ရှိရင်တဲ့ current နဲ့ resistance နဲ့မြောက်ရမယ်เนาะ current ကို resistance နဲ့မြောက်လို့ရှိရင်ကျွန်တော်ပိုးရမယ်ပေါ့အဲ့တော့ဒါ ohm law เนาะ V equal to IR ကျွန်တော်တို့က R ကိုလိုချင်တယ်ဆိုလို့ရှိရင် R equal to V by I เนาะ V by I ဆိုတာ V ကိုကျွန်တော်တို့ I နဲ့စားမယ်လို့ပြောတာเนาะအဲ့တော့ resistance ကိုလိုချင်တယ်ဆိုလို့ရှိရင် volt ကိုတီးပြီးတော့ကျွန်တော်တို့ current နဲ့စားရမယ်เนาะvolt ဆိုတာကเนาะ V ဆိုတာကကျွန်တော် voltage เนาะသူ့ရဲ့ unit ကိုတော့ကျွန်တော်တို့က volt လို့ပဲပြတယ်เนาะ I ဆိုတာကလျှက်စီးကြောင်း current เนาะ current သူ့ရဲ့ unit ကိုကြတော့ကျွန်တော်တို့က ampere နဲ့ပြမယ်เนาะ R ဆိုတာကတော့ resistance ပေါ့ဗျာเนาะ resistance ရဲ့ unit ကိုတော့ကျွန်တော်တို့က ohm ဆိုတဲ့เนาะဆိုတော့ကျွန်တော်ပြထားတဲ့သင်္ကေတလေးနဲ့ပြမယ်เนาะဒါမှမဟုတ်ကျွန်တော်တို့เนาะ ohm လို့ပဲရေးလဲရပါတယ်เนาะအဲ့တော့ resistor အမျိုးအစားလေးတွေအကြောင်းကျွန်တော်နည်းနည်းဆက်ပြီးတော့ကြည့်ရအောင်เนาะ resistor မှာဆိုလို့ရှိရင်အဓိကအမျိုးအစားအဖြစ်ဆိုလို့ရှိရင်တော့3မျိုးရှိမယ်ပေါ့เนาะအဲ့ဒါတွေကပါတယ်လဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဆိုလို့ရှိရင်เนาะ phase resistor ဆိုတာကသူ့မှာကတန်ဖိုးပုံသေးရှိတယ်เนาะတန်ဖိုးပုံသေးရှိတယ်တန်ဖိုးပုံသေးတန်ဖိုး
တစ်ခုရှိတယ်ပုံသေးတန်ဖိုးအတိုင်းပဲသွားတယ်သူကတန်ဖိုးပြောင်းလဲမှုမရှိဘူးเนาะအဲ့ဒါတွေကကျွန်တော်တို့အသုံးအများဆုံး resistor ပဲပေါ့เนาะဒါပုံသေးတန်ဖိုးရှိတဲ့ resistor တွေပေါ့เนาะအဲ့ကောင်နေဆိုလို့ရှိရင်တော့အဲ့ဒီ resistor အမျိုးအစားတွေမှာဆိုလို့ရှိရင်တော့ carbon ဖလင်เนาะတိစောက်ထားတဲ့ resistor အမျိုးအစားနဲ့เนาะ metal ဖလင်เนาะသတ္ထုဖလင်ပေါ့เนาะအဲ့ဒါနဲ့တိစောက်ထားတဲ့เนาะ resistor အမျိုးအစားလေးတွေเนาะများတယ်ပေါ့ကျွန်တော်အဲ့ဒီ carbon ဖလင်တို့เนาะ metal ဖလင်တို့သူ့ရဲ့အတွင်းပိုင်းတိစောက်ပုံလေးအကြောင်းကိုကျွန်တော်နောက်ပြီးကြလို့ရှိရင်ထည့်ပြီးတော့ပြောပေးမယ်เนาะနံပါတ်2အနေနဲ့ဆိုလို့ရှိရင်တော့ variable resistor เนาะ variable ဆိုတာပြောင်းလဲတတ်တော့เนาะကျွန်တော် capacitor မှာတော့လည်းပါခဲ့တယ်เนาะ variable ပြောင်းလဲတတ်တော့ resistor ပေါ့เนาะသူကပါလဲဆိုရင်တန်ဖိုးပြောင်းလဲနိုင်တယ်เนาะသူ့ရဲ့တန်ဖိုးကပြောင်းလဲနိုင်တယ်သူ့ရဲ့ခုခံမှုတန်ဖိုးကိုဘယ်လိုပြောင်းလဲမလဲဆိုလို့ရှိရင်ကျွန်တော်တို့လူကလက်နဲ့လှည့်ပြီးတော့ဖြစ်စေเนาะဒါမှမဟုတ်လို့ရှိရင်တစ်ခုခုရဲ့เนาะအားနဲ့เนาะတစ်ခုခုရဲ့အားနဲ့ဖုန်းနဲ့ပေါ့เนาะကျွန်တော်တို့တွန်းပြီးတော့ရွှေ့ပြီးတော့ဖြစ်စေပေါ့เนาะဟိုအတိုးလျှော့လုပ်လို့ရတယ်ပေါ့နော်သူရဲ့ခုခံမှုကိုအတိုးလျှော့လုပ်လို့ရတယ်နော်အဲ့လိုအတိုးလျှော့လုပ်လို့ရတဲ့ resistor လေးတွေကိုကျွန်တော်တို့က variable resistor လို့ခေါ်တယ်နော်ဘယ်နေရာမှာတွေ့မလဲဆိုလို့ရှိရင်အဲ့လို resistor လေးတွေကနော်ကျွန်တော်တို့ power supply တွေပါတယ်မှာပို့အတင်ချလုပ်လို့ရှိရင်ကျွန်တော်တို့နော်လက်နဲ့လှည့်ပြီးတော့နော်တင်ချလုပ်ပြီးတော့တင်တဲ့ဟာပုံစံမျိုးလေးနောက်ပြီးတော့ radio cassette တွေမှာကျွန်တော်အတန်တိုးကျယ်ကိုကျွန်တော်လက်ကလေးနဲ့လှည့်ပြီးတော့တင်တဲ့ပုံစံမျိုးလေးနော်ဒါကကျွန်တော်တို့ resistor ရဲ့ခုခံမှုကိုအတိုးလျှော့လုပ်ထားတဲ့ပုံစံလေးပေါ့နော်ပြီးတော့နံပါတ်3အနေနဲ့ဆိုလို့ရှိရင်တော့special resistor ပေါ့နော် special resistor တော့ကျွန်တော်တို့နော်အထူးပြုတ်လို့ထားတဲ့ resistor လို့ပြောတာနော်အဲ့ဒါတွေကအဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ resistor 2မျိုးရှိမယ်ပေါ့နော်တစ်မျိုးက LDR လို့ခေါ်တယ် light dependent resistor နော် light dependent resistor ဆိုတာကသူကအလင်းရောင်ပေါ်ကိုမူတည်ပြီးတော့သူ့ရဲ့ခုခံမှုတန်ဖိုးပြောင်းနိုင်တယ်နော်ဥပမာဆိုလို့ရှိရင်မှောင်လာလို့ရှိရင်ခုခံမှုတန်ဖိုးကတက်လာမယ်နော်လင်းလာလို့ရှိရင်ခုခံမှုတန်ဖိုးကကျသွားမယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် thermistor ပေါ့နော် thermistor အမျိုးအစားပေါ့ thermistor ဆိုတာကသူကအပူချိန်ပေါ်ကိုမူတည်ပြီးတော့တန်ဖိုးပြောင်းလဲတာကျွန်တော်တို့ mobile မှာဆိုလို့ရှိရင် thermistor ပေါ့နော် thermistor resistor တွေကိုကျွန်တော်တို့အများကြီးတွေ့ရမှာနော်ကျွန်တော် NDC လမ်းကြောင်းတွေအပူကိုအာရုံခံတဲ့လမ်းကြောင်းတွေမှာကျွန်တော်တို့ဒီ resistor မျိုးစားတွေကိုတွေ့ရမယ်ဒါကနောက်ပိုင်းကြာလို့ရှိရင်တော့ mobile phone ထဲမှာပါတဲ့အားတွေကြောင့်မှကျွန်တော်တက်တက်ရှင်းပြမယ်နော်အဲ့တော့အဓိကအဖြစ်ဆိုလို့ရှိရင်ကျွန်တော် resistor မျိုးစား3မျိုးအဓိကထားပြီးတော့တွေ့ရမယ်နော်နောက်ပြီးတော့ resistor တွေကိုတန်ဖိုးဖတ်တဲ့ဟာလေးเนาะ resistor တွေရဲ့တန်ဖိုးဖတ်တဲ့ဟာလေးကိုကျွန်တော်ဒီမှာနည်းနည်းပြပေးမယ်เนาะဒါကတော့ကျွန်တော် mobile phone မှာသုံးတဲ့ resistor တော့မဟုတ်ဘူးเนาะကျွန်တော် mobile phone မှာသုံးတဲ့ resistor တွေကတအားသေးတယ်เนาะတအားသေးတယ်အဲ့ mobile phone မှာသားဖို့မှာသုံးတဲ့ resistor တွေကိုကျွန်တော်တို့က SMD resistor လို့ခေါ်တယ်ပေါ့เนาะအဲ့ဒါတော့ကျွန်တော်နောက်ပိုင်းเนาะ mobile phone ထဲမှာသုံးတဲ့ resistor တွေအကြောင်းမှထည့်ပြီးတော့ပြောပါမယ်เนาะအခုလောဆယ်မှာဒါ resistor လေးကိုကျွန်တော်နည်းနည်းနားလည်အောင်တော့ထည့်ပြီးပြောတာအများကြီးတော့မပြောဘူးเนาะဒါကျွန်တော်တော်တော်ရှော့ပြီးပြောတာတော့မှကျွန်တော်ဒါဗီဒီယိုကတော်တော်ရှည်တော့မှဆိုလို့ကျွန်တော်တော်တော်ကြီးကိုရှော့ပြီးတော့ပြောထားမှာเนาะအဲ့တော့ resistor เนาะတခုကျွန်တော်ပုံမှာပြထားတဲ့เนาะ resistor လေးကိုကြည့်လိုက်เนาะသူဒီ resistor တွေကတော့ဒါကျွန်တော် circuit board တွေမှာသုံးတယ်เนาะ circuit board ဆိုတာကျွန်တော် TV တွေ offset တွေပါညာပေါ့เนาะ circuit board အကြီးတွေမှာသုံးတဲ့ resistor ပုံစံမျိုးလေးပေါ့အဲ့ resistor မှာဆိုလို့ရှိရင်အယောင်လေးတွေပါမယ်เนาะ resistor လေးမှာသူ့ရဲ့တန်ဖိုးကိုအယောင်လေးတွေကုန်နဲ့ပြထားတယ်เนาะကျွန်တော်ဒီမှာပြထားတဲ့ resistor လေးတွေလိုပဲเนาะသူမှာအယောင်လေးတွေပါမယ်ဒီမှာသူ့ရဲ့အယောင်လေးတွေရဲ့တန်ဖိုးကိုကျွန်တော်ဒီမှာပြပေးထားတယ်เนาะဥပမာအမဲဆိုရင်ပါเนาะအမဲဆိုရင်0เนาะအညိုဆိုရင်1အနီဆိုရင်เนาะ2လိမ်မောဆိုရင်3အဝါဆိုရင်4အစိမ့်ဆိုရင်5အပြာဆိုရင်6เนาะခရမ်းဆို7မီကိုဆို8เนาะအဖြူဆိုလို့ရှိရင်9เนาะအဲ့လိုမျိုးသူ့ရဲ့အယောင်လေးတွေနဲ့သူ့ရဲ့เนาะတန်ဖိုးကိန်းကနန်းတန်ဖိုးလေးတွေနဲ့เนาะတွဲဖက်ပြီးတော့ပြတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကအယောင်လေးတွေကိုကြည့်ပြီးတော့ကိန်းကနန်းကိုဖတ်ပြီးတော့ယူရတာပေါ့เนาะအဲ့ပုံစံလေးတစ်မျိုးရှိမယ်ပြီးတော့ကျွန်တော် circuit board တွေပေါ်မှာဆိုလို့ရှိရင်ရောကျွန်တော်နည်းနည်းကြီးတဲ့เนาะနည်းနည်းကြီးတဲ့ resistor လေးတွေဆိုလို့ရှိရင် resistor လေးတွေကပုံမှာတန်ဖိုးလေးတွေရေးထားတာရှိတယ်เนาะကျွန်တော်ဒီမှာပြပေးမယ်เนาะအဲ့ပုံလေးကိုဒီပုံလေးကိုကြည့်လိုက်เนาะဒီပုံထဲမှာဆိုလို့ရှိရင်ကျွန်တော် resistor တန်ဖိုးလေးတွေရေးထားတာတွေ့လိမ့်မယ်เนาะ103တို့เนาะ202တို့เนาะအဲ့လိုလေးတွေရေးထားတာတွေ့လိမ့်မယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် resistor ကတန်ဖိုးလေးကိုကျွန်တော်ရေးထားတာအဲ့ဒါကိုကျွန်တော်တို့ကတွက်ပြီးတော့ယူရတယ်เนาะဘယ်လိုတွက်ယူမလဲဆိုလို့ရှိရင်ဥပမာ103ဆိုတော့1เนาะရှေ့ကနံပါတ်1က1တိုင်းယူလိုက်မယ်0เนาะ0ဆိုတော့1နောက်မှာ0ကတ်လိုက်တော့10ဖြစ်သွားတယ်เนาะ10နောက်က3ဆိုတာကကျွန်တော်3ညအရေးအတွက်ကိုပြောတာအဲ့တော့အရှိရ10เนาะ
30ရှင်း30နောက်မှာကျွန်တော်3လုံးထပ်ပြီးတော့ကတ်လိုက်မယ်30နောက်မှာ3လုံးကတ်လိုက်တော့1000ဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တန်ဖိုးက1000အိုး1000အိုး1000အိုးဆိုတော့ကျွန်တော်တို့1000အိုးကိုကျွန်တော်ကီလိုအိုးနဲ့ပြန်ဖွဲ့မယ်ဆိုလို့ရှိရင်10ကီလိုအိုးเนาะ1ကီလိုအိုးမှာ1000အိုးเนาะအဲ့တော့1000အိုးမှာဆိုလို့ရှိရင်1000အိုးကိုကျွန်တော်တို့ကီလိုနဲ့ပြန်ဖွဲ့မယ်ဆိုရင် 10k အိုးเนาะ 10k အိုးပေါ့ဗျာเนาะကျွန်တော်တို့ကတော့အလွယ် 1k တို့ 2k တို့ 3k တို့ 10k တို့ 100k တို့အဲ့လိုခေါ်တာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအခုထပ်ပြီးတော့ပြမယ်ပုံလေးကိုတစ်ချက်เนาะကြည့်လိုက်ပေါ့ဒါကတော့ကျွန်တော်တို့ဟိုအာတန်မိုးလေးတွေပေါ့နော်အာတန်မိုးလေးတွေရေးထားတာပြထားတာပေါ့နော်အဲ့ဒါလေးတွေကြည့်ပြီးတော့စောစောလိုပဲကျွန်တော်တွက်ပြီးတော့ယူလို့ရတယ်ဒါကဘာလဲဆိုလို့ရှိရင်သူဟိုနည်းနည်းကြီးတဲ့အားတွေမှာပေါ့နော်မိုဘိုင်းပုတ်တော့မဟုတ်ဘူးမိုဘိုင်း circuit တော့မဟုတ်ဘူးเนาะဒါကျွန်တော်အပြင်ကပုတ်ကလေးတွေနဲ့ကျွန်တော်နမူနာပြတာเนาะ power bank ကက်ကလေးရယ်เนาะဒီကတစ်ခုကဒါဟိုမီးအင်ဟိုဟာလေးတစ်ခုရယ်เนาะမီးအင် circuit ကလေးတစ်ခုရယ်ပေါ့အဲ့ဒါလေးနဲ့နမူနာပြတာပေါ့ဒါတော့နည်းနည်းကြီးတဲ့အားတွေပေါ့နည်းနည်းကြီးတဲ့အားတွေမှာဆိုလို့ရှိရင်เนาะကျွန်တော်တန်ဖို့ကအပေါ်မှာရေးထားတာကိုကျွန်တော်တို့တန်းပြီးတော့ဖတ်လို့ရတယ်ပေါ့နော်အဲ့ကျွန်တော်တို့ mobile phone ထဲမှာပါတဲ့ register တွေကြတော့အဲ့လိုဖတ်လို့မရဘူးတအားသေးတယ်တအားသေးတဲ့အတွက်အဲ့လိုဖတ်လို့မရဘူးအဲ့ဒါကြတော့ကျွန်တော်တို့ကသူ့ရဲ့တန်ဖို့ကိုသိချင်လို့ရှိရင် diagram မှာတွားကြည့်ရတယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ register အကြောင်းကတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့အများကြီးပဲဗျเนาะအများကြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကအများကြီးတော့မပြောတော့ဘူးကျွန်တော်ပြီးလို့ရှိရင်ကျွန်တော် mobile phone ထဲမှာပါတဲ့ register လေးတွေအကြောင်းเนาะပြောမယ်ကျွန်တော် mobile phone ထဲမှာသုံးထားတဲ့ register လေးတွေကိုကျွန်တော်ပုံလေးတွေနဲ့ပြပြီးတော့ကျွန်တော်ရှင်းပြပေးသွားမယ်เนาะအဓိကတော့ကျွန်တော်တို့က mobile သမားတွေဆိုတော့เนาะ mobile phone ထဲမှာပါဝင်တဲ့ register တွေအကြောင်းကိုအဓိကထားပြီးတော့ပြောမှာပေါ့เนาะအဲ့ဒါလေးမပြောခင်မှာเนาะကျွန်တော်ဒီမှာ register တွေကเนาะသူ့ရဲ့အတွင်းပိုင်းတိစောက်ပုံပေါ့เนาะအတွင်းပိုင်းတိစောက်ပုံမှာဘယ်လိုတိဆောက်ထားတာလဲเนาะ current ကိုဘယ်လိုနှေးသွားအောင်လုပ်ထားရလဲဆိုတာလေးကျွန်တော်နည်းနည်းပြောပေးမယ်เนาะ register ရဲ့အတွင်းပိုင်းမှာဆိုလို့ရှိရင်သူက register ရဲ့အတွင်းပိုင်းမှာထည့်သွင်းတိဆောက်ထားတဲ့ဟာကအဓိကဘာကိုရည်ရွယ်တာလဲဆိုလို့ရှိရင်ကျွန်တော် current ကိုနှေးသွားအောင်လုပ်ပြင်မှာเนาะ current ဆိုတာဘာလဲเนาะကျွန်တော်ရှေ့က AC တို့ DC တို့အကြောင်းမှာပြောခဲ့ပြီးသားเนาะ current ဆိုတာက current စီးဆင်းလာတယ် current စီးဆင်းလာတယ်ဘာဖြစ်လို့ current စီးဆင်းလာလဲသူ့ကိုကျွန်တော်ဘိုးလေးကနေပြီးတော့လျှက်စစ်ဖီယာတစ်ခုကနေပြီးတော့ကျွန်တော်တွန်းပေးလိုက်လို့ current ဆိုတာဖြစ်ပေါ်လာတယ် current ကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုရင် electron တွေစီးဆင်းလို့ကျွန်တော် electron အခန်းမှာလည်းပြောခဲ့တယ်เนาะ electron တွေစီးဆင်းလို့ current ဆိုတာဖြစ်ပေါ်လာတယ် current ဖြစ်ပေါ်လာတဲ့အတွက်ကျွန်တော်တို့က current ရဲ့ unit ကို ampere နဲ့တိုင်းပြီးတော့ယူရတယ်အဲ့တော့အဲ့စီးဆင်းနေတဲ့ electron တွေကိုသာကျွန်တော်တို့ကနှေးအောင်လုပ်မယ်ဆိုလို့ရှိရင် current ကလည်းနော်နှေးအောင်လုပ်မယ်ဒါမှမဟုတ်လို့ရှိရင်ယော့သွားအောင်လုပ်လိုက်မယ်ဆိုလို့ရှိရင် current ကလည်းယော့သွားတာပေါ့အဲ့တော့အဓိက resistor ဆိုတာကဘာလဲဆိုရင်ဒီပတ်လမ်းပေါ်မှာစီးဆင်းလာတဲ့ electron လေးတွေကိုနှေးသွားအောင်ဒါမှမဟုတ်ယော့သွားအောင်လို့နော်တစ်ခုခုနဲ့ကျွန်တော်ခုခံပေးလိုက်တာနော်သူ့ရဲ့ပုံစံလေးက electron တွေကစီးဆင်းလာတယ်စီးဆင်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီကခုခံတဲ့နော် register မှာတက်ထားတဲ့ခုခံတဲ့ကောင်လေးကရှိတဲ့အတန်လေးတွေနဲ့ electron လေးတွေကဝင်တိုက်တယ်ဝင်တိုက်တဲ့အချိန်မှာတချို့ကနှေးသွားတယ်တချို့ကလည်းအပူစွမ်းရည်အနေနဲ့အပြင်ကိုလွင့်သွားတယ်เนาะအပူစွမ်းရည်အနေနဲ့ထွက်သွားတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဘိုးကိုရှော့ခြင်းလို့ရှိရင်အပူစွမ်းရည်အပူထွက်တယ်ပေါ့အပူစွမ်းရည်ထွက်တယ်ရှော့သွားတဲ့ဘိုးအပူစွမ်းရည်တက်တယ်ဥပမာဆိုလို့ရှိရင်ဗျာကျွန်တော်တို့က၄ဘို့ရှိတဲ့ကောင်ကျွန်တော် register ခံပြီးတော့ကျွန်တော်က၃ဘို့အထိရှော့ခြင်းတယ်ဆိုကျွန်တော်တဘို့ရှော့ရမှာပေါ့เนาะတဘို့ရှော့ရင်ဒါကျွန်တော်ပုံ circuit plan နဲ့မလားအဲ့ဒီဆောက်ပုံလေးအများကြီးပါတယ်เนาะတဘို့ရှော့မယ်ဆိုလို့ရှိရင်အဲ့တဘို့ကဘယ်ရောက်သွားတာလဲเนาะဒါကျွန်တော်မေးစရာရှိတာကိုဘယ်ရောက်သွားတာလဲအမှန်တကယ်တော့အဲ့ဘို့ကအပူစွမ်းရည်အနေနဲ့အဲ့တဘို့ကအပြင်ကိုထွက်သွားတာเนาะဘာဖြစ်လို့အပူစွမ်းရည်ဖြစ်လဲဆိုရင် electron တွေကစီးဆင်းလာတယ်သူ့ကိုဝင်ပြီးတော့ကြားမှာကျွန်တော်တို့အတန်ကဝင်ပြီးတော့ခံတယ်အတန်ဆိုတာကကျွန်တော်တို့အခုเนาะဟိုဟာထဲမှာ register ထဲမှာထည့်သွင်းတိစောက်ထားမဲ့ကောင်မှာရှိတဲ့အတန်လေးတွေကဝင်ပြီးတော့ကြားကနေခံမယ်เนาะသူဖြတ်စီးတဲ့အချိန်မှာ electron ကဖြတ်စီးတဲ့အချိန်မှာကြားခံမယ်ကြားခံတော့တိုက်မိမယ်တိုက်ပြီးတော့ခုခံတဲ့ကောင်เนาะကြားကနေဝင်ခံတဲ့ကောင်ကများရင်များသလိုelectron တွေဆုံးရှုံးမှုပိုဖြစ်မယ် electron တွေเนาะပို့ပြီးတော့တွင်းကုန်တာတို့ပို့ပြီးတော့နှေးကုန်တာတို့ဖြစ်ကုန်မယ်အဲ့ဒီအချိန်မှာဝင်တိုင်းပြီးတဲ့အချိန်မှာအပူစွမ်းရည်အနေနဲ့ electron တွေကယော့သွားတယ်အပူစွမ်းရည်အနေနဲ့တော့အပြင်ကိုထွက်သွားပြီးတော့ electron တွေကယော့သွားတယ်ယော့သွားတဲ့အတွက် current စီးဆင်းမှုကနည်းသွားတယ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကပို့ကိုရှော့ပြီးတော့ယူရတယ်เนาะ၄ဘို့ကနေပြီးတော့ကျွန်တော်တဘို့ရှော့ခြင်းတယ်ဆိုလို့ရှိရင်၃ဘို့ပြအောင်လုပ်ခြင်းတယ်ဆိုလို့ရှိရင်တဘို့ရှော့ရမယ်အဲ့တဘို့ကအပူစွမ်းရည်အနေနဲ့အပြင်ကိုထွက်သွားတယ်ဒါကသူ့ရဲ့ပုံစံလေးကိုကျွန်တော်နားလည်အောင်ပြပြရအောင်နောက်ပိုင်းကျလို့ရှိရင်ကျွန်တော် circuit ထဲမှာဒီဆောက်ပုံတွေလာတော့မှာเนาะအဲ့ဒါကြလို့ရှိရင်မသိမှာဆိုလို့ကျွန်တော်ဒီခုတွေကကြိုပြီးတော့ပြောထားတာเนาะအဲ့လိုမျိုးတဘို့ရှော့ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်အပူစွမ်းရည်အနေနဲ့အပြင်ကိုထုတ်ပြီးတော့ရှော့ရတယ်เนาะဒါသူ့ရဲ့ပုံစံလေးပေါ့အဲ့တော့အဲ့လိုမျိုး
current ဖြတ်စီးလာတဲ့အချိန်မှာเนาะ electron တွေဖြတ်စီးလာတဲ့အချိန်မှာ तू ကဘယ်လိုပုံစံမျိုးနဲ့ तू က short မှာလဲဘယ်လိုပုံစံအတွင်းပိုင်းမှာတိစောက်ထားလဲဆိုတော့ကျွန်တော်ဒီနေရာမှာနည်းနည်းလေးပြောမယ်เนาะနည်းနည်းပဲပြောပါမယ်เนาะဒီ resistor လေးကိုကြည့်လိုက်ပေါ့เนาะဒီ resistor လေးကကျွန်တော် mobile phone တွေမှာတော့မပါဘူးเนาะဒါကျွန်တော်တို့တခြား circuit တွေမှာ TV တို့ offset တို့ဘာလို့ circuit တွေမှာเนาะ circuit အကြီးတွေမှာသုံးတဲ့ resistor လေးပေါ့သူက6နှစ်ဖက်ပါတဲ့ကောင်လေးပေါ့เนาะသူ့မှာဆိုလို့ရှိရင်သူ့ရဲ့တိစောက်ပုံဆိုလို့ရှိရင်သူကအလဲကောင်မှာသူကအလဲမှာလျှက်စစ်မစီတဲ့ကြွေချောင်းလေးတစ်ခုရှိတယ်အဲ့ကြွေချောင်းလေးကိုအဲ့ကြွေချောင်းလေးပုံမှာပေါ့နော်ကာဗွန်ဒါမှမဟုတ်လို့ရှိရင်တတ်ထုနော်မက်တယ်နဲ့ပေါ့နော်အလွှာအပါးလေးအဲ့ကြွေချောင်းအုပ်ထားတယ်အဲ့အလွှာကနေပြီးတော့ပဲသူကလျှက်စစ်ကိုနော်ဖြတ်တန်းပြီးစီစဉ်ရတာဆိုတော့အဲ့အလွှာကနေပဲလျှက်စစ်စီစဉ်မှုကိုရှော့ချပေးတယ်နော်ဈာမှာကြွေချောင်းလေးခံထားတယ်နော်ကြွေချောင်းလေးခံထားတော့ကြွေချောင်းဆိုတာကကျွန်တော်လျှက်စစ်ဖြတ်ပြီးစီးလို့မရဘူးဒါပေမဲ့လျှက်စစ်ဖြတ်ပြီးစီးလို့ရအောင်လို့အဲ့ကြွေချောင်းပေါ်မှာလျှက်စစ်ဖြတ်စီးနိုင်တဲ့ကာဗွန်ဒါမှမဟုတ်လို့ရှင်ကျွန်တော်မက်တယ်ပေါ့နော်အဲ့ဒါအလွှာပပလေးလုပ်ပြီးအဲ့အလွှာပါလေးနဲ့အဲ့ကြွေချောင်းကိုအုပ်ထားတယ်အဲ့တော့လျှက်စစ်တွေကစီးဆင်းမယ်ဆိုလို့ရှင်เนาะကားရန်ကစီးဆင်းမယ်ဆိုလို့ရှင် electron တွေကအဲ့အလွှာပါလေးကနေဖြတ်ပြီးတော့စီးရတယ်အဲ့လိုဖြတ်စီးတဲ့အချိန်မှာအလွှာပါလေးမှာရှိနေတဲ့เนาะအတန်နေနဲ့ electron တွေနဲ့တိုက်မိပြီးတော့စောစောကကျွန်တော်ပြောခဲ့သလိုเนาะခုခံမှုအရာเนาะခုခံမှုဘယ်လောက်ခုခံမလဲဆိုတာကเนาะတိဆောက်ထားတဲ့အလွှာပေါ်မှာမူတည်တာပေါ့အဲ့အလွှာအရာအပူစွမ်းအနေနဲ့ဆုံးရှုံးပြီးတော့ကားရန်တွေကအပြင်ကိုထွက်သွားတယ်เนาะဆုံးရှုံးသွားတယ်နှီးသွားတယ်လျော့သွားတယ်ပေါ့เนาะအဲ့လိုပုံစံမျိုးလေးเนาะတိဆောက်ထားတာပေါ့နောက်ထပ်ပုံစံတစ်ခုကြတော့ तू ကဘာပုံစံလဲဆိုတော့เนาะဟိုကြွေချောင်းပေါ်မှာအလွှာပါအုပ်ထားတဲ့ပုံစံမဟုတ်တော့ပဲအလွှာပါအုပ်ထားတာပဲဒါပေမဲ့စောစောလိုမျိုးဓာတ်လိုက်ထားတဲ့ပုံစံမဟုတ်ဘဲနဲ့ तू ကခီးဝက်ပုံစံเนาะခီးဝက်ပုံစံနဲ့ရစ်ခွေပြီးတော့လှီးထားတာပေါ့เนาะအဲ့ဒါကြတော့ကျွန်တော်တိတိကျွန်တော်စစ်စစ်ကလေးပေါ့เนาะလေဆာနဲ့เนาะဟိုဟာဖြစ်ပြီးတော့လှီးထားတာ तू ကလျှက်စစ်စီးတင်ရမယ့်လမ်းကြောင်းကိုเนาะ तू ကရှည်ဝအောင်လို့เนาะပြောရမယ်ဆိုလို့ရှိရင်ကကျွန်တော်တို့ဟို coin တွေမှာနန်းကျိုးပတ်ထားတဲ့ပုံစံမျိုးနဲ့တွားပြီးတော့ဆင်တယ်เนาะ coin မှာ coin ကနန်းကျိုးပတ်ထားတယ်နန်းကျိုးကိုရစ်ခွေထားတော့လျှက်စစ်ကတက်စီးလို့မရဘူးခွေပြီးတော့စီးရတယ်လို့ပဲ तू ကလည်းဒီမှာ तू ရစ်ခွေထားတဲ့ cube ပုံစံမှာရစ်ခွေပြီးတော့စီးရတော့ပို့ပြီးတော့ကြာသွားတာပေါ့ကားရန်ကကြာသွားတယ်လမ်းမှာလည်းเนาะဟိုတိုင်းမိဒီတိုင်းမိရှိတော့နှေးလဲနှေးသွားတယ်ကြာလဲကြာသွားတယ်เนาะလျော်လဲလျော့သွားတယ်เนาะကြာလဲကြာသွားတယ်ပေါ့เนาะစီးစင်းမှုလုံးလဲကြာသွားတယ်အဲ့လိုပုံစံမျိုးလေး तू ကတိဆောက်ထားတာပေါ့เนาะဒါကကျွန်တော်နည်းနည်းဟိုဟာတဲကိုเนาะမျက်စိတဲကိုမြင်နိုင်အောင်လို့ကျွန်တော်တိဆောက်ပုံလေးကိုရှင်းပြတာပါเนาะအဲ့ဒါလေးတွေကတော့ကျွန်တော်တို့မတိလဲဘာမှတော့မဖြစ်ပါဘူးเนาะကျွန်တော် register ကဘယ်လိုအလုပ်လုပ်လဲเนาะ register ကဘယ်လိုအလုပ်လုပ်လဲ register ရဲ့တန်ဖိုးကဘယ်လိုကျွန်တော်တို့တိုင်းတာမလဲဒါလေးတွေသိလို့ရှိရင်ကျွန်တော်တို့လက်အတွက်ကအလုပ်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့တိထိုက်တာကလေးတွေတော့သိထားအောင်လို့ကျွန်တော်ဒီမှာထည့်ပြီးတော့ပြောတာပါတကယ်တမ်းပြောမယ်ဆိုတော့အများကြီးပြောရမှာเนาะကျွန်တော်တနေ့လုံးထိုင်ပြောတော့ကုန်မှာမဟုတ်ဘူးเนาะအဲ့တော့เนาะထားလိုက်ပါတော့เนาะအဲ့တော့ကျွန်တော်အခုပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ဆက်ပြီးတော့ mobile phone တွေမှာပါဝင်တဲ့เนาะ register အမျိုးအစားလေးတွေနဲ့เนาะ mobile phone ထဲမှာပါဝင်တဲ့ register လေးရဲ့အလုပ်လုပ်ပုံလေးတွေเนาะအဲ့ register လေးတွေကိုကျွန်တော်တို့ဘယ်လိုเนาะကောင်းလားမကောင်းလားဘယ်လိုတိုင်းတာစစ်ဆေးရမလဲသူရဲ့တန်ဖိုးကိုကျွန်တော်တို့ဘယ်လိုတိုင်းတာမလဲသူရဲ့မူရင်းတန်ဖိုးကိုကျွန်တော်တို့သိချင်လို့ရှိရင်เนาะဘယ်မှာသွားပြီးတော့ကြည့်ရမလဲဆိုတဲ့ဟာမျိုးလေးတွေကျွန်တော်ထည့်ပြီးတော့เนาะဆက်ပြီးတော့ပြောပြသွားမယ်အဓိကတော့ကျွန်တော်တို့က mobile သမားတွေဖြစ်တဲ့အတွက်ကျွန်တော်က mobile နဲ့နမူနာပြပြီးတော့เนาะ mobile phone က circuit ပေါ်မှာရှိတဲ့เนาะ register လေးနဲ့နမူနာပြပြီးတော့ကျွန်တော်ပြောပြသွားမယ်เนาะအဲ့တော့ကျွန်တော်တို့ mobile phone ထဲမှာပါတဲ့ register လေးတွေကိုကျွန်တော်ကြည့်လိုက်ရအောင်เนาะပြီးတော့မှကျွန်တော်ကအဲ့ register လေးတွေကိုနောက်ဆုံးမှာပေါ့เนาะတန်ဖိုးတိုင်းတာလေးမီတာနဲ့တန်ဖိုးတိုင်းတာလေးကျွန်တော်เนาะနမူနာပြပြီးတော့เนาะဘယ်လိုတိုင်းရမလဲဆိုတာလေးကျွန်တော်ပြပေးမယ်เนาะအခုဒီမှာပုံထဲမှာကြည့်လိုက်အောင်เนาะပုံထဲမှာကျွန်တော်ပြထားတဲ့ပုံထဲမှာဆိုလို့ရှိရင်ဒါကျွန်တော် mobile phone circuit board တကူကเนาะ register လေးတွေကိုကျွန်တော်အနီနဲ့ဝိုင်းပြီးတော့ပြထားတာเนาะအားလေးဒီမှာကျွန်တော်4 5 6လုံးတွေ့ရလိမ့်မယ်ဒီကောင်လေးတွေကတော့တအားသေးငယ်တယ်တအားသေးငယ်တဲ့အားလေးတွေဖြစ်တယ်เนาะတအားသေးငယ်တယ်တော်တော်လေးကိုအရွယ်စားအပြင်သေးတဲ့အတွက်ဒီပေါ်မှာနံပါတ်ရေးထားလို့မရဘူးเนาะဒီပေါ်မှာနံပါတ်ရေးထားလို့မရအောင်နံပါတ်ရေးထားတဲ့ကျွန်တော်တို့ဖတ်လို့ရမှာမဟုတ်ဘူးเนาะတအားသေးရဒါကျွန်တော်မှန်ဘလူးနဲ့ကျွန်တော်အများကြီးချဲထားလို့เนาะဒီလောက်เนาะပုံနဲ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့ရတာပေါ့เนาะအဲ့တော့ဒီလို register လေးတွေမှာဆိုလို့ရှိရင်တော့သူ့ရဲ့တန်ဖိုးเนาะ register မှာရေးမထားတဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့တန်ဖိုးကြည့်ရင်လို့ရှိရင်เนาะဒီမူရင်း circuit board ရဲ့ schematic diagram မှာเนาะအာတန်မိုးလေးတွေကိုပေါ်ပြထားတာရှိတယ်အဲ့မှာတွားပြီးတော့ကြည့်ရမယ်ပေါ့เนาะနောက်ပိုင်းမှာတော့ကျွန်တော်က schematic diagram ကြည်နီးเนาะ diagram ကြည်နီးပေါ့ဗျာ schematic နဲ့layout နဲ့တွဲပြီးတော့ကြည်နီးပြီးတော့เนาะ point to point လိုဟာမျိုးတွေကြည့်ဘယ်လိုကြည့်ရမလဲကျွန်တော်တို့ဝေးတွေမှာဆိုဘယ်လိုကြည့်ရမလဲเนาะဒါလေးတွေကျွန်တော် diagram ကြည်နီးတွေကတက်ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပြီးတော့နောက်ပိုင်းမှာတင်ပေးမယ်ဒါအခုလောလောဆယ်ကတော့ကျွန်တော် basic ပိုင်းတွားနေရပြီလို့เนาะ basic ပိုင်းမှာနောက်ပိုင်းကျမှကျွန်တော်လိုအပ်တာလေးဆက်ပြီးတော့လုပ်ပေးသွားမယ်เนาะအဲ့တော့ဒီမှာ
ဒီလို register လေးတွေကတော့ကျွန်တော် mobile phone ထဲမှာအများဆုံးတွေ့ရမယ့် type ပဲအများဆုံးတွေ့ရမယ့်ပုံစံပေါ့နော်နောက်ထပ်ကျွန်တော်တို့ mobile phone ထဲမှာเนาะ mobile phone ရဲ့ motherboard ပေါ်မှာပေါ့နော် motherboard ပေါ်မှာနောက်ထပ်เนาะ register လေးတွေเนาะပုံစံဒီလိုပုံစံနဲ့ပုံစံမတူတဲ့ register လေးတွေပါတာလည်းရှိသေးတယ်เนาะအဲ့ဒါလေးကိုပြပေးမယ်ကျွန်တော်เนาะဒီမှာအခုပြတဲ့ပုံလေးကိုတစ်ချက်ကြည့်လိုက်เนาะဒါလေးကကျွန်တော်တို့ battery socket နာမှာเนาะဒီမှာအဖြူရောင်အတုံးကြီးကြီးလေးရှိတယ်เนาะအပေါ်မှာစာရေးထားတယ်စာလေးကိုတစ်ချက်ကြည့်လိုက် R010 လို့ရေးထားတယ်เนาะ R010 ဆိုတာဘာလဲဆိုလို့ရှိရင် R ဆိုတာကเนาะတသမခံလိုက်ပေါ့เนาะ0 point เนาะ0.0တသမပေါ့တသမခံလိုက်ပြီးတော့နောက်က010เนาะ010ဆိုတော့0.010လို့ပြောတာเนาะအဲ့တော့သူ့ရဲ့တန်ဖိုးကိုကျွန်တော်တို့ကအုံးနဲ့ပြမယ်ဆိုလို့ရှိရင်10เนาะမီလီအုံးလို့ပြရမယ်เนาะ10မီလီအုံးပေါ့အုံးတန်ဖိုးလေးတွေဟိုတွက်ချက်တာကတော့เนาะအုံးတန်ဖိုးလေးတွေတွက်ချက်တာကတော့ကျွန်တော်တို့ဒီမှာတော့ကျွန်တော်ထည့်ပြီးတော့အသေးသေးမပြောတော့ပါဘူးเนาะကျွန်တော်ရှေ့ကုန်မှာဆိုလို့ပြောစရာတွေကလည်းအများကြီးရှိသေးလို့เนาะအဲ့ဒါလေးတွေကကျွန်တော်တို့เนาะဘယ်နေရာမှာရှာကြည့်လို့ရပါတယ်เนาะဒါပေမဲ့ကျွန်တော်အဓိကကျွန်တော်အတုံးပြတဲ့ဟာလေးတွေပဲကျွန်တော်ပြောသွားမှာဒီကောင်က10เนาะ10မီလီအုံးဆိုတာကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်0အုံးပါပဲเนาะ0အုံးနဲ့เนาะဟိုမဖြစ်ပါဘူးသူ့ရဲ့တန်ဖိုးကမရှိသလောက်ပဲเนาะသူ့ရဲ့တန်ဖိုးကနည်းနည်းလေးပေါ့မီလီတန်ဖိုးလေးနည်းနည်းလေးပဲရှိတယ်ဆိုတော့သူ့ရဲ့တန်ဖိုးကိုကျွန်တော်ပြောမယ်ဆိုရင်ဒီအားကဒါ0အုံးအားလို့ပဲကျွန်တော်ပြောရမှာเนาะသူ့ရဲ့တန်ဖိုးလေးကတိတိလေးပဲရှိတာပေါ့နော်အဲ့တော့နောက်ထပ်ပုံတစ်ပုံထပ်ပြီးတော့ကြည့်လိုက်အောင်เนาะဒီမှာကျွန်တော်ပြပေးတဲ့ပုံလေးကိုတစ်ချက်ကြည့်เนาะဒီပုံဆိုလို့ရှိရင်ဒီမှာကျွန်တော်တွေ့ရမှာเนาะဒီမှာလုံးကြီးကြီးလေးပဲဒါ mobile phone လေးရပဲเนาะလုံးကြီးကြီးလေးတွေ့ရအောင်လေးမှာပါရေးထားလဲဆိုရင်10 L0 လို့ရေးထားတယ်เนาะ10 L0 လို့ရေးထားတယ်10 L0 ဆိုတာကဘာလဲဆိုလို့ရှိရင်10เนาะ10ဆိုတော့10ပေါ့เนาะ10 L เนาะ L ဆိုတာကကျွန်တော်မီလီเนาะမီလီကိုပြောတာမီလီဆိုတော့10မီလီပေါ့เนาะ10မီလီပြီးတော့အနောက်မှာ0ကတ်ထားတယ်ကဏ္ဍမပါတော့ဘူးเนาะ0ဆိုတော့ကျွန်တော်က0ဆိုတာမရှိဘူးလေเนาะကျွန်တော်ကဏ္ဍရှိလို့ရှိရင်เนาะကျွန်တော်အနောက်ကကဏ္ဍနဲ့မြောက်အောင်ပါလေရှေ့ပိုင်းမှာကျွန်တော်ပြောခဲ့တယ်နောက်ကကဏ္ဍနဲ့မြောက်အောင်ပါခုက10เนาะ L ဆိုတာကကျွန်တော်မီလီเนาะမီလီအုံးကိုပြောတာ L ပြီးတော့အနောက်က0ခံထားတဲ့အတွက်10မီလီအုံးပေါ့เนาะ10မီလီအုံးဆိုတာကစောစောကကျွန်တော်တွေ့ခဲ့တယ်စောစောအပေါ်မှာပြောခဲ့တယ်R010နဲ့အတူတူပဲเนาะသူလည်းမီလီတန်ဖိုးလေးနည်းနည်းလေးပဲရှိတာမရှိသလောက်ကလေးပဲသူ့ရဲ့ခုခံမှုကမရှိသလောက်ပဲကျွန်တော်တို့က0အုံးเนาะ0အုံး R လို့လည်းပြောလို့ရတယ်เนาะဒါပေမဲ့သူ့ရဲ့တန်ဖိုးလေးပြထားတယ်เนาะတန်ဖိုးလေးကနည်းနည်းလေးရှိတယ်ပေါ့နော်0အုံး R တော့မဟုတ်ဘူးပေါ့ဒါပေမဲ့0အုံး R နီးပါပဲလीเนาะကျွန်တော်မီတာနဲ့အတန်စကေးနဲ့ထောက်ကြည့်လိုက်လို့ရှိရင်ဒီကောင်က connection ကူးနေမဲ့ကောင်ပဲဟာเนาะအဲ့လိုဘက်ထရီငုတ်တွေပေးနာမှာအဲ့လိုအားလေးတွေကဘာဖြစ်လို့သုံးထားရလဲဆိုတာတော့ကျွန်တော်เนาะနောက်ပိုင်းကြာလို့ရှိရင်နောက်သင်ခန်းစာတွေကြာရင်ကျွန်တော်ရှင်းပြပေးပါမယ်เนาะကျွန်တော်အဲ့ဒါလေးတွေကလည်းအရေးကြီးတယ်တက်ထားတဲ့အားလေးရတယ်เนาะသူ့ရဲ့အလုပ်ဆောင်ပုံလေးတွေကလည်းရှိတယ်ပေါ့အဲ့ဒါလေးကြောင့်ကျွန်တော်တက်ရှင်းပြပါမယ်เนาะနောက်ပိုင်းကြာလို့ရှိရင်ပေါ့နောက်ပိုင်းသင်ခန်းစာတွေမှာကြုံရင်ကြုံသလိုထည့်ပြီးတော့ရှင်းပြပေးပါမယ်เนาะအခုတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ mobile phone မှာသုံးထားတဲ့ register လေးတွေပုံစံလေးတွေเนาะကြည့်လိုက်ပေါ့เนาะဒီလိုเนาะဒီလိုတေးသေးလေးတွေတေးသေးမွှားမွှားလေး register လေးတွေရှိမယ်ပေါ့ဒါအဓိကကျွန်တော်တို့သုံးမဲ့အမျိုးအစားအဓိကကျွန်တော်တို့သုံးမဲ့ပုံစံပေါ့เนาะကျွန်တော်တို့သုံးမဲ့ type ပေါ့ပြီးတော့เนาะကျွန်တော်ဗတ်တင်ငုတ်တွေနားမှာဒီလိုအားကြီးကြီးလေးတွေလည်းတက်ထားတာတွေ့လိမ့်မယ်เนาะဒါ mobile phone ထဲမှာသုံးတယ်เนาะအဓိကသုံးတယ်အားလေးတွေပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီ mobile phone မှာကျွန်တော်သုံးတဲ့ဒီအားလေးတွေเนาะဒီတေးသေးမွှားမွှားအားလေးတွေကိုကျွန်တော်ကြည့်အောင်ဒီတေးသေးမွှားအားလေးတွေမှာဆိုလို့ရှိရင်ရှေ့မှာကျွန်တော် register အမျိုးအစားတွေကိုပြောခဲ့သလို register ဒီမှာအဓိကသုံးတဲ့ register အမျိုးအစား2မျိုးရှိမယ်เนาะတစ်မျိုးကကျွန်တော် fit register လို့ပေါ့เนาะပုံသေးတန်ဖိုးရှိတယ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်သူ့တန်ဖိုးကဒီသူ့ရဲ့ခုခံမှုတန်ဖိုးကဒီလောက်ပဲเนาะဒီကျွန်တော် 1K သုံးထားတယ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်သူ့ရဲ့ခုခံမှုတန်ဖိုးက 1K ပဲ 1K ပဲเนาะ1 kilo အုံးပဲပြောင်းမသွားဘူးเนาะအဲ့ဒါကိုကျွန်တော်တို့က fit register လို့ခေါ်တယ်အဲ့လို register အမျိုးအစားလဲသုံးတယ်ကျွန်တော် mobile phone ထဲမှာအများဆုံးသုံးတယ်ပေါ့เนาะပြီးတော့ကျွန်တော်ဖုန်းထဲမှာဆိုလို့ရှိရင်နောက်ထပ်တွေ့ရမယ့်เนาะ register ကဘာလဲဆိုလို့ရှိရင် variable register ဆိုတော့เนาะအထဲမှာဟိုပါမယ်လို့ပြောရမလားဒါမှမဟုတ်လို့ရှိရင်เนาะဘယ်အုပ်စုထဲမှာပါမလဲဆိုတော့ကျွန်တော် special register အုပ်စုထဲပဲထည့်ရမလားเนาะဒါဟိုကတော့သူတို့ခွဲထားရတော့ special register အုပ်စုထဲမှာထည့်ထားတယ်ပေါ့เนาะဘာလဲဆိုတော့ thermistor လေးတွေเนาะ thermistor အကြောင်းကကျွန်တော် thermistor နဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကတော့ thermistor အကြောင်းကကျွန်တော်
battery ID တို့ BSI တို့အကြောင်းပြောလို့ရှိရင်เนาะ battery ID လမ်းကြောင်းတို့ battery thermistor လမ်းကြောင်းတို့เนาะ BSI အုပ်စုပေါ့ဗျာเนาะ BSI လမ်းကြောင်းအကြောင်းတွေပြောလို့ရှိရင်ကျွန်တော်နောက်ပိုင်းသင်ခန်းစာတွေမှာထည့်ပြီးတော့ပြောပေးပါမယ်เนาะအဲ့တော့ thermistor ဆိုတာဘာလဲဆိုတော့เนาะကျွန်တော်တို့ကတော့ဟိုမှာဆိုလို့ရှိရင်เนาะ NDC resistor လို့ခေါ်တယ်ကျွန်တော် mobile เนาะ port တွေ mobile diagram တွေမှာဆိုလို့ရှိရင် NDC resistor လို့ပြတယ် NDC เนาะ negative temperature coefficient เนาะသူကတန်ဖိုးကိုသူကအပူချိန်ပေါ်ကိုမူတည်ပြီးတော့เนาะအပူချိန်ပေါ်ကိုမူတည်ပြီးတော့တန်ဖိုးကိုပြောင်းလဲပေးနိုင်တယ်เนาะခုခံမှုတန်ဖိုးကိုပြောင်းလဲပေးနိုင်တဲ့ resistor လေးတွေကိုကျွန်တော်တို့က thermistor လို့ခေါ်တယ်အဲ့ဒါကသူကခုခံမှုကိုတက်လာလို့ရှိရင်เนาะအပူများလာလို့ရှိရင်ခုခံမှုတန်ဖိုးတက်လာမယ်အပူနည်းဝိုင်းခုခံမှုတန်ဖိုးကျသွားမယ်အဲ့လိုပုံစံမျိုးပေါ့เนาะသူကအပူချိန်ကိုလိုက်ပြီးတော့ခုခံမှုတန်ဖိုးကိုသူကအတိုးအလျှော့เนาะသူရဲ့တန်ဖိုးကိုအတိုးလျှော့လိုက်ပြီးတော့လုတ်ပေးနိုင်တယ်လက်ရောညီတွေဖြစ်အောင်ပေါ့ဗျာเนาะလိုအပ်တယ်လို့အတိုးလျှော့လိုက်ပြီးလုတ်ပေးနိုင်တယ်အဲ့ဒါလေးကိုကျွန်တော် thermistor လို့ခေါ်တယ်เนาะအဲ့လို thermistor resistor လေးတွေကလည်းကျွန်တော်တို့ mobile phone တွေကပတ်လန်းတွေထဲမှာအများကြီးသုံးထားတယ်ဘယ်နေရာတွေမှာအဓိကထားပြီးသုံးလဲဆိုတော့အပူချိန်နဲ့ပတ်သက်တဲ့ temperature နဲ့ပတ်သက်တဲ့လမ်းကြောင်းတွေပေါ့ဗျာเนาะကျွန်တော် BSI လမ်းကြောင်းမှာဆိုလို့ရှိရင်ကျွန်တော် thermistor လမ်းကြောင်းရှိတယ်เนาะဘက်ထရီအပူကိုအာရုံခံတဲ့လမ်းကြောင်းရှိမယ်ပြီးတော့ကျွန်တော် mobile phone ပုတ်ပေါ်မှာဆိုလို့ရှိရင်လည်းအပူအာရုံခံတဲ့လမ်းကြောင်းတွေကအများကြီးရှိတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ display ဘက်မှာလည်းအဲ့လိုအပူအာရုံခံတဲ့လမ်းကြောင်းတွေရှိတယ်ပြီးတော့ network ဘိုင်းတွေမှာလည်းရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့เนาะ power ဘိုင်းအတွက်ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတအားပူလာလို့ရှိရင်အချက်ပြလို့ရအောင်လို့เนาะသတိပေးတဲ့အပူကိုအာရုံခံတဲ့เนาะအပူချိန်ကိုတောက်လျှောက်ဖုံးရဲ့အပူချိန်ကိုတောက်လျှောက်ဖတ်နေတဲ့လမ်းကြောင်းတွေရှိတယ်အဲ့လိုလမ်းကြောင်းတွေမှာဆိုလို့ရှိရင်တော့เนาะthermistor resistor လေးတွေတုံးတယ်ပေါ့အဲ့တော့ကျွန်တော် mobile phone ထဲမှာဆိုလို့ရှိရင်အဓိကကျွန်တော်တို့တွေ့ရတဲ့ resistor ကအမျိုးအစားက2မျိုးရှိမယ်ပေါ့နော်အရွယ်အစားတော့เนาะသေးတာလည်းရှိမယ်ကြီးတာလည်းရှိမယ်ပေါ့เนาะတေးသေးလေးမွားမွားလေးလည်းရှိမယ်เนาะဗတ်တင်ငုတ်ကလို့ဗတ်တင်ငုတ်ဘေးမှာတက်ထားလို့နည်းနည်းကြီးတဲ့အားလေးလည်းရှိမှာပေါ့เนาะဒါပေမဲ့အဓိကအလုပ်လုပ်တာကတော့ပုံစံ2မျိုးနဲ့အဓိကအလုပ်လုပ်တယ်တစ်ခုကမပြောင်းလဲဘူးအသေးเนาะတန်ဖိုးအသေးနဲ့အလုပ်လုပ်တယ်နောက်တစ်မျိုးကတန်ဖိုးအပူချိန်ပေါ်မူတည်ပြီးတော့တန်ဖိုးလိုက်ပြီးတော့ပြောင်းတဲ့ပုံစံမျိုးအလုပ်လုပ်တယ်เนาะဒါအဓိကသူတို့အလုပ်လုပ်တဲ့ပုံစံတစ်ခုပေါ့အဲ့လောက်ပဲလားဆိုတော့အဲ့လောက်တော့မကဘူး resistor တွေကိုသုံးရတဲ့ရည်ရွယ်ချက်ကတခြားရည်ရွယ်ချက်တွေလည်းရှိသေးတယ်เนาะကျွန်တော်ဒါရန်ဆန်လောက်တာတော့ဘာလို့เนาะဒါနောက်ပိုင်းကျလို့ရှိရင်ကျွန်တော်ကြုံလို့ထည့်ပြောသားမယ်အများကြီးရှိသေးတယ်เนาะပြီးတော့ဒီဗက်ဒီငုတ်ဘေးမှာတုံးထားတဲ့เนาะ resistor လေးရဲ့ဒါ current sense ပုံစံမျိုးလုပ်ပြီးတော့เนาะတုံးတယ်ပြီးတော့ကျွန်တော်အပူအာရုံခံတဲ့လမ်းကြောင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်volt divider เนาะ volt divider ပုံစံမျိုးလုပ်ပြီးတော့တုံးတယ်ပေါ့เนาะ resistor တွေကိုတုံးရတဲ့ရွေချက်တွေကတော့အများကြီးရှိတာပေါ့ဗျာပြောရင်တော့ပုံမှန်မဟုတ်တော့ဘူးပေါ့เนาะဒါပေမဲ့ကျွန်တော်ကအဲ့လိုမျိုးသုံးပြတဲ့ပုံစံတွေကတော့ဒီလိုနေရာမှာပြောလို့ရှိရင်အရှိကြီးဖြစ်ကုန်မှာเนาะအဲ့တော့ကျွန်တော်ကသူ့ section ဘိုင်းလိုက်ပေါ့เนาะသူကြုံ section ဘိုင်းမှာကြုံသလိုဒီ section ဘိုင်းမှာဆိုလို့ရှိရင်ဒီ R လေးကဘာလောက်တာလဲဥပမာဆိုလို့ရှိရင်ကျွန်တော်0 R တွေရှိမယ်เนาะဘာလိုက်ဘိုင်းမှာလည်း0 R ရှိတယ်ဘာလိုက်ကကျွန်တော်0 R ကိုဖြတ်ပြီးတော့မှနောက်ဆုံး SC socket ထဲကိုရောက်တယ်ဒါလည်းစာပေသမားဆိုတည်ပြီးသားเนาะအဲ့တော့0 R တွေကြတော့သူ့ရဲ့အလုပ်ကအဓိကအလုပ်ကဘာလဲဆိုလို့ရှိရင် तू က ဖြူးပုံစံမျိုးပဲလုပ်တာเนาะဖြူးဆိုတာကသူ့ကိုဖြတ်စီးလာမယ်သူခံနိုင်တဲ့เนาะ current ပေါ့သူခံနိုင်တဲ့ current နဲ့ကြော်ပြီးတော့ဖြတ်စီးလို့ရှိရင်ဒီ R လေးကဖတ်ဆိုပြတ်သွားမယ်ကျွန်တော်ဖြူးပုံစံမျိုးပဲเนาะသူခံနိုင်တဲ့ ampere တဲ့ပို့ပြီးတော့စီးလာလို့ရှိရင်ဖြူးဆိုလည်းဒီတိုင်းပဲသူခံနိုင်တဲ့ ampere တဲ့ပို့ပြီးတော့စီးလာလို့ရှိရင်ဖောက်ဆိုပြတ်သွားမယ်အဲ့တော့ကျွန်တော် mobile phone ထဲမှာဆိုလို့ရှိရင်เนาะဖြူးအကြောင်းကျွန်တော်ဆက်ပြီးတော့ပြောဦးမှာเนาะဒါပေမဲ့ဖြူးအနေနဲ့ဆိုတီးတန်တုံးထားတာကတော့တော်တော်လေးကိုရှားတယ်ကျွန်တော်0 R အနေနဲ့ကျွန်တော်ဖြူးအနေနဲ့0 R လေးတွေခံပြီးတော့တုံးထားတာကပို့ပြီးတော့များတဲ့ပုံစံနဲ့ကျွန်တော်တွေ့ရလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ဖုန်းနဲ့ mobile phone ထဲမှာဆိုလို့ရှိရင်0 R လေးတွေเนาะဖြူးအနေနဲ့တုံးထားတဲ့0 R လေးတွေရှိမယ်တန်ဖိုးအသေးနဲ့တုံးတဲ့ R လေးတွေရှိမယ်ပြီးတော့ NDC လို့ခေါ်တဲ့အပူချိန်ပေါ်မူတည်ပြီးတော့တန်ဖိုးပြောင်းလဲတဲ့เนาะတန်ဖိုးခုခံမှုတန်ဖိုးပြောင်းလဲတဲ့ resistor လေးတွေဆိုပြီးတော့ကျွန်တော် mobile phone မှာเนาะတွေ့ရလိမ့်မယ်အခုကျွန်တော်ပြပေးတဲ့ပုံစံလေးတွေအတိုင်းပေါ့ဗျာเนาะ mobile phone ထဲမှာတွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့เนาะဒီ resistor လေးတွေကိုเนาะတန်ဖိုးကိုကျွန်တော်တို့เนาะမီတာနဲ့ဘယ်လိုတိုင်းမလဲပေါ့เนาะမီတာတိုင်းတဲ့ပုံစံလေးကျွန်တော်ဆက်ပြပါမယ်เนาะအဲ့တော့ဒီ R လေးရဲ့တန်ဖိုးကိုကျွန်တော်တို့ကစစ်ဆေးခြင်းနဲ့တိုင်းတာခြင်းနဲ့ဆိုလို့ရှိရင်เนาะဒီမှာပုံမှာကြည့်လိုက်เนาะကျွန်တော်မီတာကိုကြည့်လိုက်မီတာမှာကျွန်တော်အုံးသင်္ကေတလေးပြထားတာရှိတယ်เนาะအုံးသင်္ကေတလေးပြထားရှိကျွန်တော်ရဲ့ဒီမီတာမှာဆိုလို့ရှိရင်ဒီမှာเนาะအုံးသင်္ကေတလေးပြထားတာရှိတယ်အုံးသင်္ကေတလေးမှာအောက်မှာအဆက်ကလေး1 2 3 4 5 6 9ဆက်ရှိမယ်เนาะ9ဆက်မှာ200เนาะ200လို့ရေးထားတာနောက်မှဘာမှရေးမထားဘူးအဲ့ဒါက200မီလီအုံเนาะ200မီလီအုံပြီးတော့ 2k အုံပြီးတော့20k အုံပြီးတော့ 200k အုံပြီးတော့2 mega အုံပြီးတော့20 mega အုံပြီးတော့200 mega အုံဆိုပြီးတော့ကျွန်တော်တို့
ဖန်ရှင်9မျိုးပါမယ်အဲ့မှာကိုတိုင်းကျင်တဲ့ register ကနော်ဘယ်လောက်ရှိလဲနော်ဥပမာဆိုလို့ရှိရင်တိုင်း K register ဆိုလို့ရှိရင်ကျွန်တော် 20K မှာထားတိုင်းလို့ရတယ်နော်ဒါပေမဲ့တိုင်း K register ကိုကျွန်တော် 2K မှာထားတိုင်းလို့မရဘူးနော် 2K မှာထားတိုင်းလို့ရှိရင်အာတန်ဖို့ပြမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ तू တိုင်းနိုင်တဲ့တန်ဖို့တဲ့အာတန်ဖို့ကပို့ပြီးတော့ကြီးနေလို့ကျွန်တော်တို့က 10K ဆိုလို့ရှိရင်အနည်းဆုံး20မှာထားတိုင်းရမယ်200မှာထားတိုင်းလည်းရပါတယ်ဒါပေမဲ့ तू တန်ဖို့သိမကွာတာမှာထားတိုင်းတာမှာကျွန်တော်တို့ကတန်ဖို့အတိအကျတွေ့ရတာပေါ့နော်ဥပမာ100K အုံးနော်တန်ဖို့ရှိတဲ့ကောင်ကိုကျွန်တော်တို့တိုင်းကျင်တယ်ဆိုလို့ရှိရင်တော့ 200K မှာထားပြီးတော့တိုင်းရမယ်20K မှာသွားထားလို့ရှိရင်တော့တန်ဖို့ပြမှာမဟုတ်တော့ဘူးအတန်ဖို့တဲ့သူတိုင်းနိုင်တဲ့တန်ဖို့ကနည်းနေလို့နော်1ကြီးပဲပြနေလိမ့်မှာနော်အဲ့တော့ဒီမှာ 2M ရှိတယ် 20M ရှိမယ် 200M ရှိမယ်ပေါ့နော်အဲ့ဒါကိုအဆင်ပြေတဲ့နေရာဆိုတော့ကိုတိုင်းမဲ့ဟာကအာကတန်ဖို့ဘယ်လောက်နော်ရှိလဲဆိုတာကိုကိုကခံမှန်းပြီးတော့ကိုသက်ဆိုင်ရာ function မှာထားပြီးတော့တိုင်းရမှာနော်အဲ့တော့ကျွန်တော်ဒီမှာနမူနာလေးလည်းနော်တိုင်းပြထားတယ်နော်နမူနာလေးလည်းတိုင်းပြထားတယ်အာကတော့ဖြစ်နိုင်လို့ရှိရင်တော့ကျွန်တော်တို့ mobile phone circuit ပေါ်ကနေပြီးတော့ဖြုတ်ပြီးတော့အောက်မှာတိုင်းတာတော့အကောင်းဆုံးပဲပလန်းပေါ်မှာကြတော့တခြား component တွေရှိနေတယ်ဒါကျွန်တော်ရှေ့က capacitor တွေမှာလည်းပြောခဲ့တယ်နော်ပလန်းပေါ်မှာဆိုလို့ရှိရင်အရှိက sorry တခြား component တွေရှိနေတယ်ပလန်းကနော်ပလန်းမှာလည်းပြောလို့မရဘူးတခြား component တွေက short ကျနေရတော့ဘာညာလေးဖြစ်နိုင်တာပဲเนาะအဲ့လိုမျိုးဆိုလို့ရှိရင်တခြား component အနေနဲ့ရောပြီးတော့ကျွန်တော်တို့တန်ဖို့ကเนาะမမှန်တာတွေပါဖြစ်တတ်တယ်အဲ့တော့စိတ်ချအောင်ဆိုလို့ရှိရင်เนาะဖြုတ်ပြီးတော့အောက်မှာတိုင်းတာအကောင်းဆုံးပဲဖြစ်နိုင်လို့ရှိရင်တော့ဖြုတ်ပြီးအောက်မှာတိုင်းပါဗျာเนาะအဲ့တော့ဒီမှာကြည့်เนาะကျွန်တော်တိုင်းထားတာလေးကျွန်တော်မီတာမှာတန်ဖိုးလေးပြတယ်เนาะဒါအားရဲ့တန်ဖိုးလေးကိုကျွန်တော်မီတာမှာတွေ့ရတယ်ဟိုဘက်ထိဒီဘက်ထိအားရဲ့ထိနှစ်ဖက်ကိုကျွန်တော်မီတာเนาะမီတာနဲ့ဟိုဘက်ထိဒီဘက်ထိထောက်ပြီးတော့တိုင်းလိုက်ရုံပဲအနည်းအနက်မရှိဘူးဟိုဘက်ဒီဘက်เนาะကြိုက်တယ်လို့တိုင်းလို့ရပါတယ်เนาะထောက်ပြီးတော့ဟိုဘက်ထိဒီဘက်ထိနှစ်ဖက်ကိုထည့်ပြီးတော့เนาะထောက်ပြီးတော့တိုင်းလိုက်လို့ရှိရင်ကျွန်တော်အားရဲ့တန်ဖိုးလေးကိုတွေ့ရလိမ့်မယ်เนาะအဲ့တော့เนาะဗီဒီယိုလေးကလည်းတော်တော်လေးတော့ရှည်သွားပါပြီเนาะရှည်သွားပြီဆိုတော့ကျွန်တော်ဒီနားမှာပဲဖြတ်လိုက်တော့မယ်เนาะရှားပေါ့เนาะထုံးစံအတိုင်းပါပဲเนาะကျွန်တော်ပြောသွားတဲ့အထဲမှာမပါသွားတာရှိလို့သိချင်တာရှိလို့ရှိရင်ကျွန်တော်မေးလို့ရပါတယ်เนาะ